လူကြီးမင်းတို့ကြိုက်သွားစေမယ်အာခီနီးပညာနဲ့ပြင်ဆင်ထားတဲ့အခန်းလေးတစ်ခန်းကိုရှင်းစရာပြပေးမယ်security ရလည်းကျွန်းတကားနဲ့အသုံးပြုထားပြီးတော့ smart lock တကားကိုအသုံးပြုပေးထားပဲဖြစ်ပါတယ်။ခိုင်းရဝင်ချင်းမှာဆိုရင်ရုံးကနေပဲပြန်လာပဲရုံးကိုသွားအမောပြေစီမှာပဲဖြစ်ပါတယ်။ဒီအဲခိုင်းရဲ့ဆက်ဆောက်ချင်းဝင်ပေါက်မှာဆိုရင်ဗရင်းပေါက်အကြီးကိုထားရှိထားပြီးတော့ကိုရီးယားချိုးဆွဲလိုက်ကတက်ဆင်ပေးထားမယ်။အဲခန်းမှာဆိုရင်လှပတဲ့ဖျားเจ้าဆောင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်ဒီအခန်းလေးရဲ့ပြင်ဆင်ပုံကတော့အိတ်ခန်းအခန်းလေးမှာပါကီးတွေခင်းပေးထားမယ်အုံနဲ့နံရံလေးမှာဆိုရင်အုံနဲ့ထွင်းထားပြီးတော့အလှဆင်ထားမြင်တွေ့ရပြီးတော့စက်တီကုံပါမယ်ဒီရှောက်လန်းတစ်ခုလုံးမှာကပ်ဘိနက်တွေကိုတက်ဆင်ပေးထားမယ် TV စင်တွေပါရှိမယ်အေယာကွန်တစ်လုံးပါရှိမှာပဲဖြစ်ပါတယ်မျက်နှာချက်ကောနဲ့မီးသီးတွေဆိုရင်တော်တော်လှလှလေးကိုပြင်ပေးထားပဲဖြစ်ပါတယ်ရှင်ပထမအဆုံးမြင်တွေ့ရမှာကတော့ single room မှာ single room မှာဆိုရင်အရေးသွေးမြင့်တဲ့တကားတွေကိုတက်ဆင်ပေးထားမယ်ပါကီးခင်းပေးထားမယ်ဂရင်တစ်လုံးပါဝင်မယ်အလှတင်စင်နံရံကပ်ဗီဒီယိုကြီးတွေပါဝင်ပြီးတော့ TV စင်လည်းပါဝင်ပါတယ်အခန်းထဲမှာလည်းဗရင်ပေါက်ပါရှိပြီးတော့ကိုရီးယားချိုးဆွဲလိုက်ကားတွေကိုတက်ဆင်ပေးထားပါတယ်ညနေချက်မီးတွေဆိုရင်တော်တော်လှလှလေးပြင်ပေးထားပါတယ်ဒါတော့ master bedroom နဲ့ရောက်ပေါ့နော် master bedroom နဲ့မှာဆိုရင်လေအရေးသွေးမြင့်တဲ့တကားကိုတက်ဆင်ပေးထားမယ်ကပ်ဘိနက်အကြီးပါဝင်ပါတယ်ပကေးခင်းပေးထားမယ် TV စင်တွေပါမယ်ဗရင်ပေါက်တွေပါရှိမယ်ညနေချက်မီးတွေဆိုရင်လေအယိုးရှင်းဆုံးနဲ့အလှဆုံးလေးပြင်ပေးထားပြီးအေယာကွန်တစ်လုံးပါပါသေးရဲ့ရှင်ကွန်ဒိုစတိုင်ကိုပြင်ဆင်ပေးထားမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင် master bedroom ရဲ့ရေချိုးခန်းကရေသွင်းမြင့်နဲ့တကားကိုတက်ဆင်ပေးထားပြီးတော့နရံကပ်အောက်ခြေကျွေပြားတွေမှာအလှဆုံးတွေတက်ဆင်ပေးထားပါတယ်။ function 5 မျိုးပါတဲ့ရှာဝါကိုတက်ဆင်ပေးထားပြီးရေပူရေဆက်လည်းပါဝင်ပြီး toilet သီးတန်းဘေးစင်လည်းပါဝင်မယ်ဘိုးတိုင်းအင်တာလည်းတက်ဆင်ပေးထားပဲဖြစ်ပါတယ်။နရံကပ်ဗီဒီယိုကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်။မီးဖိုဆောင်ကိုလည်းလိုက်ပြပေးအောင်မယ်။ဖိုဆောင်မှာဆိုရင်အညော်ကတကားပြေကျွန်းတကားကိုတက်ဆင်ပေးထားပြီးတော့အောက်ခြေမှာလက်ပေပတ်လက်ကျွေးပြားကြီးခင်းပေးထားမယ်။ဘားကောင်ကမီးဖို့ခုံမှာဆိုရင်မားပဲကြောက်ပြားကြီးတက်ဆင်ပေးထားပြီးတော့အပေါ်ဘက်အောက်ဖက်တွေမှာကပ်ဘိနက်တွေပါဝင်မယ်။အညော်ဆုပ်ဆက်ပါဝင်မယ်။ gas မီးဖို့ gas အိုးတွေပါဝင်ပြီးတော့ထမင်းချက်ပြုတ်ရတဲ့အသုံးပြုဖို့အတွက်ဘေးစင်သီးသန့်လည်းပါရှိတယ်။ဒီအခန်းထဲမှာဆိုရင်ရေချိုးကန်းအိမ်သားတော့သီးသန့်ပါရှိပါတယ်။၄ယောက်စားထမင်းစပွဲတစ်စုံပါရှိပါသေးရဲ့ရှင်။ဒီချိုးကန်းလေးကကြားရင်ခင်းပေးထားမယ်အပေါ်ဘက်နံရံဒီမှာကျွေပြားလှတက်ဆင်ပေးထားပြီးဘေးစင်သီးသန့်ပါရှိပါတယ်ရှာဝါလည်းပါပါသေးရဲ့ရှင်တွိုင်းလက်ထဲမှာဆိုရင်လည်းကျွေပြားကပ်ပေးထားမယ်ဘိုးတိုင်းအင်တာပါဝင်ပါတယ်အရေးပေါ်လေကားပေါက်မှာတစ်သားတကားကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်းစင်မိတ်ဆက်ပေးခဲ့တဲ့ဒီအခန်းလေးရဲ့ဒီနေရာကတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့တောင်ကလာပါမြို့နယ်ကိုရက်ကွက်သူရလန်းသွဲမိန်းလမ်းမကြီးတစ်ခုဖြစ်တဲ့တစ္ဆာလမ်းမကြီးကျောက်ကမှာတည်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီအခန်းလေးဟာဆိုရင်ဖြင့်ပေ20-60ခရမ်းမြေပေါ်မှာတလွှာတစ်ခန်းဆောက်လုပ်ထားပြီး6တက်တိုင်မျိုးစားဖြစ်ပါတယ်ရှင်ရှင်းစင်မိတ်ဆက်ပေးခဲ့တဲ့အခန်းရဲ့အလွှာကတော့တက်ရတဲ့ဖြစ်ပြီးတော့အယောင်စင်းနှုန်းလေးကတော့3990ကိုအထူးညီနိုင်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်လူကြီးမင်းတို့အနေဖြင့်ဗန်နဲ့ချိတ်ဆက်ဝယ်ကြည့်ခြင်းနဲ့ဝယ်ယူလို့ရပါသေးရဲ့ရှင်ဒီခက်ခဲအမြင့်ကတော့6ပင်အမြင့်ဖြစ်ပြီးတော့ဒီတိုက်ခန်းလေးရဲ့အလှည့်ကတော့အရှိတောင်ဖြစ်ပြီးအိမ်မှတ်ပေါင်းကြ3ပဲဖြစ်ပါတယ်ရှင်အခန်းတလွာစီရဲ့ပေချေလေးကကြတော့18ပေ54ပေကျယ်ဝန်းပြီးတော့ဒါကိုပိုင်မော်တာများတက်ဆင်ပေးထားပြီးလူကြီးမင်းတို့ရေလုံလောက်အသုံးပြုဖို့အတွက်အဝီစီသွင်းနေပါရှိပါသေးရှင်ဒီတိုက်ခန်းလေးရဆိုရင်ဖြင့်လူမနေရသေးဘူးတိုက်တစ်ဆက်ဆက်မှနေခြင်းနဲ့ကာဆန်မာများအတွက်အသင့်တော်ဆုံးခန်းလေးပဲဖြစ်ပါတယ်ရှင်ပေးခဲ့တဲ့ဒီတိုက်ခန်းလေးကိုကြိုက်နေတဲ့လူကြည့်ရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုရဲလူကြီးမင်းများတနားရီလောက်ကြိုချိန်ပေးပါရှင်လူကြီးမင်းတို့စိတ်တိုင်းကြရွှေစရာလိုက်ပြပြီးသွားမှာပဲဖြစ်ပါတယ်ရှင်လူကြီးမင်းတို့နဲ့နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကျင်သေးတဲ့အကြောင်း subscribe နေပေးခဲ့ဖို့မမေ့ပါနဲ့ရှင်